စီးစနစ်တွေပါလာပြောနေတယ်နင်တို့ကဒီလိုပဲတတ်လုံးရှာကျွေးလာတာနေရလေနိုင်ငံသားပြန်လာပြီးတော့နင်ဟာဒီဘယ်နိုင်ငံဘာပညာပဲသင်လာတယ်ငါအဖေကိုမကြည့်ဘူးမမရင်းရင်လေဒီခောက်ကိုစီးသွားလို့ရှိရင်ဘယ်လိုလုပ်လို့ပြောမှာအချင်းနဲ့မမမေဦးတင်စိန်ဖောက်တယ်ဒီမှာငွေကြံတာဒီတလားလည်းမဟုတ်ဘူး3ချိန်ရှိနေအဲ့3ချိန်ငွေပမာဏပေါင်းလိုက်လို့ရှိရင်ငွေပမာဏတော်တော်လေးများနေပြီကျွန်တော်တို့ကောင်ဒီဘိုးရမှာပေါ့မင်းအေးတော့မဟုတ်ရပါလေမမဝင်နေကိုညီမလေးပါဆိုအားလိုက်ပါအေးညတော့ဖဲပြီးဝင်သွားတဲ့ဒီပြင်ပေါ့ဒီလိုကျတော့ငယ်ပြရနော်ဒီမှာဟောပါမောင်လေးရုံးရတဲ့တန်းလာပါဘယ်ရောက်ဆက်ပတ်ကြည့်တော့တချို့ရေးစီလို့လေးကြပါလေမောင်လေးအခုမှကြောင်းတက်ပြန်လာတယ်ကြားရ你认得这个马屁？熊给你多少枚？多少枚？多少啊？毛利，熊给你多少枚了？啊，毛利。ဘာလဲဒီတန်းကဘာလဲဘုရားကတော့ကိုတော့အမေတောင်လို့တာပစ္စည်းကိုရိုင်းထားခဲ့လို့ရတယ်မကြီးကိုအိတ်ကလည်းဖွင့်ကျွန်တော်တို့ကစားတော့ပုံပြအခုဖြစ်သွားတယ်လို့ဘူးတောင်းနေမှာဟမ်ဘာဖြစ်မေးဘာဖြစ်ရမလဲမကိုထိုးမော်ပစ္စည်းကိုရိုင်းချခဲ့ဒီမှာလည်းအိတ်ကြီးကပွင့်လို့လုပ်မယ်ဟဲ့ငါခိုင်းလိုက်တာလေဟိုဘက်ကခဏလေးတောင်းလို့တော့ဆက်မယ်ပြီးကြလာပြီလောက်မှာပေါ့မေမေလေဘသူပဲခဏကြီးဒီပစ္စည်းလေးကတော့လက်စားတက်ခဲ့မှရမှာပေါ့ဗျာဒီတိုင်းပွင့်ခဲ့လို့ရမှာကျန်လို့ရနေတာပဲဥစ္စာကိုထိုးလို့ဆက်ဆက်သွားလို့မေကျွန်တော်ပြောမှငွေရှိရနော်ဒါအလုံးကိုလုံးမရမှာပေါ့ဗျာစီးစနစ်တွေလုံးမရမှာပေါ့ဟဲ့စီးစနစ်တွေပါလာပြောနေတယ်နင်တို့ကဒီလိုပဲတတ်လုံးရှာကျွေးလာတာနေရလေနိုင်ငံသားပြန်လာပြီးတော့နင်ဟာဒီဘယ်နိုင်ငံဘာပညာပဲသင်လာတယ်လားငါအဖေကိုမကြည့်ဘူးနင်ကငါသားလားနင်ကမွေးထားတယ်နင်ငါရဲ့လက်အောက်မှာပဲရှိရမယ်ဘာလဲနင်ကအမေထက်တာတလားကြီးနေနေတာလားဟာမဟုတ်ဘူးတော့ကျွန်တော်ဆရာကြီးလုပ်ရပေါ့ဒီမှာအလုံးကိုပြောနေရတယ်ပြောတဲ့အကြောင်းမရှိဘူးလေမေဘာလဲကျွန်တော်ဝင်နှန်းတွေကိုလေစီးနဲ့စနစ်နဲ့ဖြစ်ဖို့အတွက်ပြောနေတဲ့အချိန်မှာမေအဲ့လိုကပြောနေတော့ကျွန်တော်ဘယ်လိုဆက်ပြီးတော့ဝင်နှန်းတွေကိုပြောရအောင်လဲဗျဟဲ့စီးနေစနစ်တွေလာပြောနေတယ်ဒီအလုပ်ကိုလေနင်တို့တတ်ကငါလောက်လာတာအကုန်လုံးအဆင်ပြေတယ်နင်ကလာပြီးတော့ရှာမရှိနေနဲ့လေမေခင်မတူတော့ဘူးနော်ဟဲ့ခင်မတူဘူးဆိုလို့ရှိရင်ငါအုပ်ချုပ်နေတာနင်အဲ့လိုနင်အုပ်ချုပ်ချင်တယ်ဆိုနင်လုပ်ငန်းခွဲထွက်ဟဲ့နင်သွားလုပ်ကြည့်ဘာလဲနင်ကအမေကသားတလားကြီးချင်နေတာလားနင်ကနေဘယ်နိုင်ငံဘာပညာပဲသင်နေငါအထင်မကြီးဘူးနော်နင်ကငါသားငါရဲ့လက်အောက်မှာပဲရှိမေကျွန်တော်မှန်နေတာနော်ကျွန်တော်မှန်တယ်တော့ကျွန်တော်ပြောရမှာပဲဗျဟဲ့ပြောမယ်ငွေရှိဘူးနင်ကလာမပြောနဲ့ပြောချာအကြောင်းမရှိဘူးတော်ပါမေတော်ပြီနော်မေနော်မောင်လေးတော်တော့မတော်နိုင်ဘူးဒီကိစ္စကျွန်တော်မှန်နေတာနော်အေးပါဟုတ်ဒီမှာစားတော့ကုန်ဗျာဘလို့မလုပ်လို့မရဘူးလေလုပ်လို့ရတယ်လေပြန်လာခိုင်းထားတဲ့ဥစ္စာပဲပြောနေတာဘာဖြစ်နေရလဲနင်ကမေလက်စားတတ်မှရမယ်လို့မောင်လေးတော်ပြီတမီးမောင်လေးပြောလိုက်မယ်နော်မေနော်တော်ပြီနော်မောင်လေးဒါမေတော့နင်တော့တက်တတိဟာဟာပါမေ爸爸那个先生啦，မောင်လေး好你မောင်လေးမတွေ့ရဘူးလာလာလိုက်တာမမ你看哎ဩဒီနေ့ကလေးဆိုမမတော့ပဲသိမလေဒီမလေးကလေကုန်ပစ္စည်းတစ်ခေါက်တိုင်းပဲမမလေးအခါလေးဒီမလေးကတက်လာဘူးလား你表得来的是不是好欠的ဩပစ္စည်းယူနေဆိုလို့ရှိရင်လည်းဝယ်ဟောက်ဆိုတာပြင်နေနေရဟဲ့ရင်ရအပြင်းလို့လားငါစကဟိုးရင်နဲ့ဝယ်နေကြထောက်တယ်ဟဲ့ညီမတို့တော့ဖြစ်ဟောလက်စီးနဲ့ကန်လက်ချက်မရင်းလေးဒီခောက်ကိုစီးသွားလို့ရှိရင်ဘယ်လိုလုပ်ပြောမှာအချင်းနဲ့မမအေးချက်အေးဟာစမနေတော့မကျွန်တော်သူ့ကိုကြည့်ရတာတိတ်ပြတ်သဘောမကျသူဟိုးတော့တခုပဲတင်တယ်မမအောင်မမလေးလေသူ့ကိုတိတ်ပြီးတော့သဘောတွေ့လာတယ်မဟုတ်ပါဘူးဒါပေမဲ့မေကလည်းသိရတဲ့အတိုင်းပဲ
ခုတစ်ခါလေပစ္စည်းကိုဘယ်တော့တောင်ယူသွားအောင်လဲမသိဘူးခါတစ်ခါယူတက်နေတော့ဘိုးယူတာကဲပါတော့ရအောင်လား ဒီမှာမင်းဦးတင်စိန်ကိုဒီလငွေချောင်းလို့ဆိုပြီးတော့ကုန်ပစ္စည်းချမပေးလိုက်ဘူးဆို ဟုတ်တယ်လေမေဘာဖြစ်လို့လဲ ဘာဖြစ်ရမှာလဲဦးတင်စိန်ဆိုတာငါနဲ့နှစ်ပေါင်းများစွာလက်တွဲပြီးအလုပ်လုပ်လာတယ်ငါရဲ့ဖောက်တယ်ငါရဲ့လူရင်းกว่า ဟာမေဦးတင်စိန်ဖောက်တယ်ရတယ်ဒီမှာငွေကြံတာဒီတလားလည်းမဟုတ်ဘူးနော်၃ချိန်ရှိနေပြီအဲ့၃ချိန်ငွေပမာဏပေါင်းလိုက်လို့ရှိရင်ငွေပမာဏကတော်တော်လေးများနေပြီနော်ကျွန်တော်တို့ကောင်ဒီကိုးရမှာပေါ့မေရဲ့ မင်းစီးပွားရေးလုပ်ငန်းအကြောင်းမင်းဘယ်လောက်တောင်မှနားတယ်လို့လဲဟမ်စီးပွားရေးအလုပ်လုပ်တယ်ဆိုတာဒီလိုပဲရင်းသိရင်ရင်းရတာပဲမင်းကလေငါသင်ပေးထားတဲ့ပညာနဲ့ငါ့ကိုပညာလာပြနေတယ် မေအင်တာနက်ရှင်တွေမှာအဲ့လိုလုပ်ရပါတယ်လေဒီလိုမျိုးကျွန်တော်တို့ညီဦးတာလုပ်နေလို့ရှိရင်ဘယ်လိုလုပ်အောင်မြင်လာမှာလဲကျွန်တော်တို့ဆုံးရှုံးမှုတွေရှိလာဘယ်လိုလုပ်မှာလဲကျွန်တော်အင်တာနက်ရှင်မှာဒီလိုပဲလုပ်ရတာပဲလေ မင်းရှောင်ရှည်စမ်းပါနဲ့မင်းသိထားမှာလေဒီကုမ္ပဏီကငါတီထောင်ထားတဲ့ကုမ္ပဏီငါရဲ့အမိတ်ကလည်းအတီးဖြစ်ရမယ်ငါပဲဆုံးဖြတ်မယ်မင်းဆုံးဖြတ်စရာအကြောင်းမရှိဘူးငါရဲ့လူရင်းတွေမှာငါ့ကိုလိန်တဲ့လူတရားမှမရှိဘူးနားလေလား မေငွေပမာဏတော်တော်လေးများရဲ့နော်သူတို့တွေစိတ်ပြောင်းမှဘယ်လိုလုပ်နေ စိတ်ပြောင်းစရာအကြောင်းမရှိဘူးဒါငါရဲ့လူရင်းတွေငါယုံလို့ပေးထားတာမင်းရှာသိရှည်နေနဲ့ဒါပထမဆုံးနဲ့နောက်ဆုံးချိန်ဖြစ်ပါစေနားလေလား